Hello မင်္ဂလာခင်ဗျာဒီကကျတော့ကျွန်တော်တို့ Crown 2012ဒီကကျတော့ကျွန်တော်တို့အသက်လေးဖြစ်သွားပါเนาะရှေ့မှာလည်းအသက်လေး share လေးပါပဲကျွန်တော်တို့မိုက်ပါတယ်เนาะရောင်လေးကမဆိုးပါဘူးကျွန်တော်တို့ fog light လေးနဲ့လိုက်တယ်เนาะကားတော့တော်တော်မိုက်တယ်လူငယ် style လေးပဲပေါ့เนาะကားတော့လေးတန့်တယ်ကျွန်တော်ရေးဆေးလိုက်တော့ပိုပြီးတော်တော်တန့်အောင်လည်းပုံတော့ရှိတယ် Okay ကျွန်တော်မှန်ကွဲကြီးပါညာတော့မရှိဘူးဒီပါညာတော့မရှိဘူးเนาะ GRS 200 Okay ကျွန်တော်ဒီမှာကျတော့မိကြောက်လေးပါမယ်အထဲလေးဟာရွပြိုင်မယ်เนาะဘာကြီးလဲဆိုတော့အထဲလေးကကြာရင်ကျွန်တော်တို့ဘာပါမလဲအထဲမှာကြာရင်ကျွန်တော်တို့ဆွဲကပ်ပါမယ်ဆွဲကပ်5ချက်ဖြစ်မယ်ဒီဟာလေးတွေတော့နည်းနည်းလေးရော့တယ်ပေါ့เนาะဒီဟာလေးနည်းနည်းလေးရော့သွားတယ်တွင်းဟာလေးတွေဒီဟာလေးတွေဘာဖြစ်ဆိုတော့လေသာလေးပေါ့เนาะဒီကောင်လေးအတွင်းကကြာတော့ကျွန်တော်တို့လေသာလေးဖြစ်မယ်အဲလေအတွင်းနဲ့လေသာလေးဖြစ်မယ်ပြီးရင် CRI volume ကလည်းကျွန်တော်နှစ်ဖက်ရှိမယ်ကီလိုကကြာတော့3သိန်းနဲ့9000ကျော်မယ်เนาะကီလို3သိန်း9000ကျော်မယ် Okay ကျွန်တော်အဲ့ဆိုရင်နောက်ဘက်ကန်ရလာကြည့်မယ်เนาะOkay ဟုတ်ကဲ့ခင်ဗျာဘက်ကန်ရပါတယ် Okay ဘက်ကန်ရတယ်အများကြီးတော့မကြည့်တော့ဘူးဘက်ကန်ရတယ်အရှိမော်တာတစ်ခုရှိဦးမယ်ဒါပေမဲ့အနောက်မှာတော့မော်တာမပါပါဘူးเนาะနောက်ခုံမော်တာတော့မပါဘူးဒီကောင် grade မပြည့်ဘူးပေါ့เนาะကျွန်တော်စီမင်း Okay ဟုတ်ကဲ့ခင်ဗျာဒီကနောက်ခုံလေးပြပေးတာเนาะအဲကွာတော့တော်တော်အေးတယ်ဗျကျွန်တော်အဆွမ်းနာလေးပဲအဲကွန်ဆက်ဖွင့်ပြီးဆက်နှိုးပြီးတော့မောင်းကြည့်ပြီးတော့လောက်တာဒီတိုင်းပဲထိုင်ကုန်လေးကတော့နည်းနည်းလေးရော့မယ်เนาะထိုင်ကုန်လေးကတော့နည်းနည်းလေးရော့မယ်ဆိုတာဒီမှာထိုင်ကုန်ဟိုအရှိရကိုင်းလိုပဲထိုင်ကုန်နည်းနည်းလေးတော့ပြန်လောက်ရမယ်เนาะထိုင်ကုန်လေးတော့ပြန်လောက်ရမယ် Okay ဒီမှာဆွဲကပ်ပါမယ်ဒီဟာလေးကကျွန်တော်တို့ Okay เนาะကျွန်တော်အသက်လေးပါเนาะခေါင်းအသက်လေးပါဆိုတော့ Okay ဟုတ်ကဲ့ခင်ဗျာเนาะကြည့်ရှုပြီးလို့အထူးကျေးဇူးတင်ပါတယ်